အဲ့တော့ဆေးအာဏာရှင်စနစ်နဲ့2 နှစ်လောက်အုပ်ချုပ်လိုက်တယ်58ကနေ60ကြတော့ရွေးကောက်ပွဲလုပ်တယ်ဖေဖော်ဝါရီမှာရွေးကောက်ပွဲပါထာစာဦးနုနိုင်နဲ့အာဏာပြန်လွှဲတယ်နောက်ထပ်1 နှစ်ကျော်2 နှစ်နီးအာဏာပြန်သိမ်းသွားတယ်ဆိုတော့အဲ့ဒီအတူချုပ်ကတော့အဲ့ဒီ73နှစ်ဟာအခြေအနေသိပ်မကောင်းပါဘူးသို့တော့ဒီမိုကရေစီနိုင်ငံရေးစနစ်ကိုအပြည့်အပြည့်အကောင့်ထဲပေါ်နေတဲ့အချိန်ပဲဒီမိုကရေစီစနစ်နဲ့နိုင်ငံတော်ကိုတည်ဆောက်တာတိုင်းပြည်ရဲ့အခြေအနေအဲ့ဒီလောက်မတည်မငြိမ်ဖြစ်နေတာတောင်ကျွန်တော်တို့ဗမာနိုင်ငံဟာအဲ့ဒီအချိန်ကအရှေ့တောင်အာရှမှာအချမ်းသာဆုံးနိုင်ငံဖြစ်ခဲ့ပါတယ်ဒီကနေ့ခင်ဗျားတို့ရောက်နေတဲ့စင်ကာပူနိုင်ငံဟာဒီကနေ့ကျွန်တော်ပြောနေတဲ့အချိန်မှာအရှေ့တောင်အာရှမှာသူကအချမ်းသာဆုံးဆိုတဲ့ဘွဲကိုယူထားပါတယ်အဲ့ဒါကျွန်တော်တို့က1960ထဲကပိုင်ထားပါပြီ1960မှာစင်ကာပူနိုင်ငံဆိုတာမရှိသေးပါဘူးကျွန်တော်မှတ်မိသလောက်ဆိုရင်စင်ကာပူနိုင်ငံဟာ50မပြည့်သေးဘူးကျွန်တော်လာမယ့်နှစ်မှာပြည့်မယ်နဲ့တူတယ်သူတို့ရွှေတို့အခါနာလုပ်ဖို့ရှိတယ်အဲ့တော့ကျွန်တော်တို့တိုင်းပြည်ဟာကျွန်တော်တို့ဗမာနိုင်ငံဟာအရှေ့တောင်အာရှမှာအချမ်းသာဆုံးဖြစ်နေတဲ့အချိန်မှာစင်ကာပူနိုင်ငံကတငါရွာလေးပဲရှိပါသေးတယ်ပါစီးပွားရေးမှမရှိပါဘူးအမတန်ကိုဆင်းရဲပါတယ်သူတို့မလေးရှားကနေလွတ်လပ်ရေးအပြည့်အဝမရသေးပါဘူး64မှနဲ့တူတယ်64 5အဲ့ဒီလောက်ကြာတော့မှသူကလွတ်လပ်ရေးအပြည့်အဝရပြီးတော့စင်ကာပူနိုင်ငံကိုထူထောင်ပါတယ်အဲ့ဒီစင်ကာပူနိုင်ငံဟာအခုနှစ်50မပြည့်သေးဘူးအရှေ့တောင်အာရှမှာသူအချမ်းသာဆုံးဖြစ်နေတယ်သူလည်းဒီမိုကရေစီနိုင်ငံပဲစင်ကာပူနိုင်ငံရဲ့ဒီမိုကရေစီစနစ်ကိုပညာရှင်တွေကဝေဖန်တယ်စင်ကာပူနိုင်ငံမှာကျင့်သုံးနေတဲ့ဒီမိုကရေစီဆိုတာဒါအပြည့်အဝဒီမိုကရေစီမဟုတ်ပါဘူးတဲ့ရာနှုန်းပြည့်ဒီမိုကရေစီလို့မဆိုနိုင်ပါဘူးတဲ့တချို့က65လောက်ပဲရှိပါတယ်လို့တချို့က60လောက်ပဲရှိပါတယ်ဒါလောက်ပဲပြောပါတယ်စင်ကာပူနိုင်ငံရဲ့ဒီမိုကရေစီဟာစံနှုန်းပြည့်ဒီမိုကရေစီမဟုတ်ဘူးလို့ပြောပါတယ်အဲ့ဒီစံနှုန်းမပြည့်တဲ့ဒီမိုကရေစီနိုင်ငံစင်ကာပူဟာ50မပြည့်ခင်အရှေ့တောင်အာရှမှာအချမ်းသာဆုံးဖြစ်ခဲ့တယ်တစ်ချိန်ကကျွန်တော်တို့ဗမာနိုင်ငံဟာကျွန်တော်ပြောခဲ့တဲ့1960 62အာဏာသိမ်းတဲ့အချိန်ဝန်းကျင်မှာအရှေ့တောင်အာရှမှာကျွန်တော်တို့တိုင်းပြည်ကအချမ်းသာဆုံးအာဏာသိမ်းတဲ့နေ့မှာတောင်နိုင်ငံခြားအရန်ရမုံငွေအမေရိကန်ဒေါ်လာ228သန်းရှိတယ်လို့ကျွန်တော်တို့မှတ်သားဘူးတယ်အာဏာသိမ်းတဲ့အချိန်အရန်ချမ်းသာတာတော့228သန်းဆိုတာဒီနေ့ခေတ်နဲ့သွားတွက်လို့မရဘူးလွန်ခဲ့တဲ့နှစ်50ကျော်လောက်ကသိငွေကြေးတန်ဖိုးရှိတဲ့အချိန်ကျွန်တော်တို့တော်တော်ချမ်းသာခဲ့တယ်အကောင်းဆုံးပညာရေးစနစ်ကဗမာပြည်မှာရှိတယ်တရုတ်ပြည်ကဗမာပြည်မှာစာလာသင်ရတယ်အိန္ဒိယကဗမာပြည်မှာစာလာသင်ရတယ်ကျွန်တော်တို့ရန်ကုန်တက္ကသိုလ်ဆိုတာဟာရှေ့တောင်အာရှမှာအကောင်းဆုံးတက္ကသိုလ်ပညာရေးကထိပ်ဆုံးပဲကျွန်တော်တို့ကျမ်းမာရေးလည်းကျွန်တော်တို့ကထိပ်ဆုံးပဲရန်ကုန်ဆေးရုံကြီးကရှေ့တောင်အာရှမှာအကောင်းဆုံးဆေးရုံပဲဒီမှာလာကုရတယ်ကျွန်တော်တို့အရန်ချမ်းသာတယ်ပညာရေးကောင်းတယ်ကျမ်းမာရေးကျွန်တော်တို့စောင့်ရှောက်မှုပေးနိုင်တယ်အားကစားလည်းကျွန်တော်တို့ကထိပ်ပါပဲနောက်တယ်ယူပို့ဆောင်ရေးမှာအဲ့ဒီတော့ကယူရီးယားမှာအပြည်ပြည်ဆိုင်ရာလေဆိပ်ဆိုတာမရှိပါဘူးဗမာနိုင်ငံမှာပဲရှိပါတယ်ယူရီးယားနိုင်ငံသားထိုင်းလန်နိုင်ငံခြားသွားခြင်းဗမာပြည်အရင်လာတယ်ဗမာပြည်ကမှတစ်ဆက်အင်္ဂလန်အမေရိကန်တခြားနိုင်ငံသွားလို့ရတယ်အဲ့တော့ပထမဦးဆုံးအရှေ့တောင်အာရှမှာအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးကိုပိုင်တာကျွန်တော်တို့ဗမာနိုင်ငံ1960ရွေးကောက်ပွဲပြီးတော့ဒီမြတ်တန့်ရှင်ကွဲပြီးတော့ခုနဆရာဖေးပြောတဲ့ထဲပါသွားတဲ့ဦးနုပြန်နိုင်ပြီးတော့ယူရီးယားဝန်ကြီးချုပ်ဗမာပြည်အလဲလာတယ်အလဲလာတော့မင်္ဂလာတုံလေရင်ခွင်းသူဖြတ်တော့ရောက်ချင်းဦးနုနဲ့တွေ့တော့သူပြောတယ်ခင်ဗျားတို့မင်္ဂလာတုံလေရင်ခွင်းကြီးကြီးကျယ်လိုက်တာကျွန်တော်တို့ယူရီးယားခင်ဗျားတို့ဗမာပြည်ကိုနောက်ထပ်အနှစ်20လိုက်လို့မှီပါမလားမသိဘူးတဲ့အနှစ်20လိုက်လို့မှီပါမလားမသိဘူးယူရီးယားဝန်ကြီးချုပ်ကိုယ်တိုင်ကပေးတဲ့မှတ်ချက်ကျွန်တော်တို့ဗမာပြည်ဟာသူတို့တဲ့နှစ်20လောက်စောနေတယ်လို့သူတို့ကသဘောထားပေးသွားတယ်မှတ်ချက်ပေးသွားတယ်ဒီကနေ့ကျွန်တော်တို့အခြေအနေနဲ့သူတို့အခြေအနေခင်ဗျားတို့နှိုင်းယှဉ်ကြည့်ပါဒီကနေ့ကျွန်တော်တို့အခြေအနေနဲ့ဒီကနေ့စင်ကာပူအခြေအနေနှိုင်းယှဉ်ကြည့်ပါပြီးခဲ့တဲ့2023ရှစ်လေးလုံးငွေရရုအခမ်းအနားမှာအခုလက်ရှိနိုင်ငံတော်သမ္မတကြီးရဲ့စီးပွားရေးအကြံပေးဖြစ်တဲ့ဆရာကြီးဦးမြင့်ကပြောတယ်ကျွန်တော်တို့ဗမာနိုင်ငံဟာထိုင်းနိုင်ငံရဲ့စီးပွားရေးကိုမှီဖို့ထိုင်းနိုင်ငံဆိုတာထိုင်းနိုင်ငံရဲ့ဒီကနေ့စီးပွားရေးမဟုတ်ဘူး2017 GDP ကိုမှီဖို့20ကြိုးစားရမယ်လိုက်ရမယ်
သူကရက်နေရမယ်ကျွန်တော်တို့ကလိုက်ပါစင်ကာပူရဲ့2017ကိုမှီဖို့စင်ကာပူကရက်နေရမယ်ကျွန်တော်တို့ကလိုက်မယ်46နှစ်လိုက်ရမယ်ပြောသေးတယ်ဆရာကြီးကအဲ့ဒီလိုလိုက်တယ်ဆိုတာဟာလွယ်လွယ်လေးလိုက်လို့မရဘူးတဲ့ကျွန်တော်တို့ကအားအပြည့်နဲ့လိုက်ရမှာဘယ်လိုလိုက်ရမလဲဆိုတော့လမ်းလျှောက်ပြီးလိုက်လို့မရဘူးတဲ့မော်တော်ကားနဲ့လိုက်ရမှာအဲ့ဒီမော်တော်ကားကအမတန်ကိုအင်ဂျင်ပါဝါကောင်းတဲ့ကားဖြစ်ရမယ်လမ်းကလည်းကျွင်းကြိုက်ခလုတ်မရှိတဲ့လမ်းဖြစ်ရမယ်မောင်းတဲ့ဒရိုင်ဘာလည်းကျွမ်းရမယ်လမ်းမှာစီပြတ်ဘိန်းပေါက်ရင်ပံ့ပိုးကူညီမဲ့လူကလည်းရှိရအောင်ပဲတဲ့အဲ့ဒီအားကောင်းတဲ့ကားကြီးကျွမ်းကျင်တဲ့ဒရိုင်ဘာအမတန်ကောင်းတဲ့လမ်းဘေးကပံ့ပိုးမှုတွေနဲ့မောင်းရမယ်တဲ့အဲ့ဒီရက်နေတဲ့လူကိုအဲ့ဒီလိုကားနဲ့မောင်းပြီးလိုက်ရမယ်အဲ့ဒါယူရီးယားကိုမိဖို့20မလေးရှားအင်ဒိုနီးရှားကိုမိဖို့28နှစ်စင်ကာပူကိုမိဖို့46နှစ်လိုက်ရမယ်ဆရာကြီးကဥပမာနဲ့ပေးတာအမတန်အားကောင်းတဲ့မော်တော်ကားဆိုတာဒုတဲကြီးမားတဲ့အရင်အနည်းများတဲ့အရင်အနည်းငွေတွေနဲ့စီးပွားရေးကိုလုပ်ရမယ်လို့ပြောချင်တာလမ်းကောင်းရမယ်ဆိုတာက infrastructure တွေ internet တွေကောင်းရမယ်တွားရေးလာရေးတွေအကုန်သားရမယ်ဒါကိုပြောတာပါကျွမ်းကျင်တဲ့ driver ဆိုတာဥဆောင်မှုပေးတဲ့ပုဂ္ဂိုလ်သမရတို့ကျွန်တော်တို့ကုန်သွယ်ရေးဝန်ကြီးတို့ဒါလို့တာဝန်ခံဆောင်ရွက်မဲ့ပုဂ္ဂိုလ်တွေကလည်းအမှန်တန်တော်တဲ့ပုဂ္ဂိုလ်တွေဖြစ်ရပြီးတော့ဘိန်းပေါက်ရင်ဖာဖို့စီပြရင်ထည့်ပေးဖို့ဆိုတာနေရာတိုင်းကဏ္ဍတိုင်းမှာကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေကလိုရင်လိုတဲ့ပြဿနာတွေကိုဖြေရှင်းနိုင်အောင်အမှန်တန်ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေပညာရှင်တွေရဲ့ပံ့ပိုးကူညီမှုလည်းပါရမယ်သူကဒီလိုပြောချင်တာအဲ့ဒီလောက်ဘက်စုံပြည့်စုံတဲ့အနေအထားနဲ့လိုက်မှ20နဲ့ပြီးမယ်မဟုတ်လို့ရှိရင်20လည်းမပြီးနိုင်ဘူးအဲ့ဒီတော့တူပြောရရင်သိရှိသွားလိမ့်မယ်ဆိုတော့ကျွန်တော်တို့တိုင်းပြည်ဟာတစ်ချိန်ကအရန်ချမ်းသာနေပါလေရဲ့နဲ့ကျွန်တော်တို့ချမ်းသာနေတဲ့အချိန်မှာစင်ကာပူနိုင်ငံဆိုတာတောင်မရှိသေးတဲ့မလေးရှားရဲ့တောင်မဲ့ဆုံးအဖျားကကျွန်းကလေးကဒီကနေ့အကြီးအကျယ်ချမ်းသာပြီးကျွန်တော်တို့ကသူတို့ကို46နှစ်လိုက်ရမယ်ကျွန်တော်တို့ကရိုးရရတဲ့20စောနေရနေအခု20ပြန်လိုက်ရမယ်ဆိုအသွားပြန်ဆို40กว่าသွားပြီ